local မှာတစ်ထက် CV လေးတွေထဲမှာရရှိနိုင်မဲ့လူဝင်ချေကျော်ရုပ်ဖွင့်တကားဒီဇိုင်းလေးတွေကိုဒီနေ့ဗီဒီယိုလေးထဲမှာမိတ်ဆက်ပေးပါမယ်နော်ပထမဆုံးမိတ်ဆက်ပေးမှလေးကတော့ aluminum frame ပါပြီးအိတ်ခမ်းရုံးခမ်းရေချိုးခမ်းနဲ့တခြားသော partition နေရာလေးတွေအတွက်ခိုင်ခန့်လှပမှုရှိစွာအသုံးပြုနိုင်တဲ့80 open door CV လေးပဲဖြစ်ပါတယ်ဒီ CV လေးမှာဆိုရင်အခုလိုမျိုး handle နဲ့ lock accessory လေးတွေကိုတည်တည်ချာချာလေးထည့်သွင်းသင်ပေးထားတာကြောင့်စောစောကပြောခဲ့တဲ့ position အမျိုးမျိုးအတွက်အဆင်ပြေစွာအသုံးပြုနိုင်တာပဲဖြစ်ပါတယ်ဒီ CV မှာဆိုရင် frame ကျဲ 80mm ရှိပြီးအလူမီနီယံအထူကတော့ 1.8mm ရှိပါတယ်မှန်ကိုတော့ 10mm တမ်းပါ single glass အသုံးပြုပေးထားပါတယ်ဒီ CV မှာပါတဲ့ပတ်တာမျိုးစားကကျိုင်းတုံပတ်တာမျိုးစားဖြစ်တဲ့အတွက်ကြောင့်တကားဖွင့်လိုက်ရင်60ဒီဂရီမှာပဲတန့်နေရမျိုးမဟုတ်ပဲနံရံကိုကတ်လို့ရတဲ့အထိဖွင့်လို့ရတဲ့အတွက်ကြောင့်လူဝင်လူထွက်များတဲ့နေရာတွေအတွက်တော့တော်တော်လေးအဆင်ပြေစေပါတယ်တကယ်ရွေးဝိတ်ကိုခံနိုင်ရှိစေရန်အတွက်လည်းပတ်တာရဲ့ပမာဏကို4နေရာတီတီထည့်သွင်းသင်ပေးထားပါတယ်ဒီ90 open door CV လေးရဲ့တကားတောင်းဆက်ဂျိုးလေးက45ဒီဂရီဂျိုးလေးဖြစ်တာကြောင့် CV လေးရဲ့အလှကိုပုံမပေါ်လင်းစေပါတယ်ကဲဒါလေးကတော့ကိုယ့်အိမ်ရဲ့အခန်း position အမျိုးမျိုးအတွက် aluminum frame ဓာတ်ပါပြီးခိုင်ခန့်မှုရှိရှိအသုံးပြုနိုင်တဲ့90 open door CV လေးပဲဖြစ်ပါတယ်နောက်ထပ်မိတ်ဆက်ပေးမယ့်ဒီဇိုင်းလေးကတော့တမ်ပါတော် CV လေးဖြစ်ပါတယ်စူပါမားကတ်လိုနေရာတွေဟိုတယ်ဝင်ပေါက်နဲ့အိမ်တွင်းပါတီရှင်လိုနေရာလေးတွေအတွက် frame မပါပဲမှန်တိတက်နေပဲအသုံးပြုချင်နေဆိုရင်တော့ဒီတမ်ပါတော် CV လေးကိုရွေးချယ်အသုံးပြုနိုင်ပါတယ်ဒီတမ်ပါတော် CV မှာဆိုရင်မှန်ရုပ်ဝိတ်ကိုခံနိုင်ရှိစေပြီးရှည်ခိုင်ခန့်မှုရှိစွာအသုံးပြုနိုင်ရန်အတွက်ချုံတဲ့ accessory လေးတွေအကုန်လုံးကို quality ကောင်းတာလေးတွေပဲရွေးချယ်အသုံးပြုပေးထားပါတယ်တမ်ပါတော်ရဲ့ handle ကိုလည်းမိမိစိတ်တိုင်းကြားဒီဇိုင်းမျိုးစုံကာလာမျိုးစုံရွေးချယ်သက်ဆင်နိုင်ပါတယ်မှန်ကိုဆိုရင်10 mm နဲ့12 mm ဆိုပြီးမှန်အထူနှမျိုးကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။ကဲဒါလေးတွေကတော့ညီမတို့ကိုယ်ဆိုမှရရှိနိုင်မဲ့ local မတ်တက်ထက်လူဝင်ချေကျော်ရုပ်ဖွင့်တကားလေးတွေပဲဖြစ်ပါတယ်။